ရပိုင်းပေါ့နော်ကျွန်တော်တို့အထည်လုပ်ငန်းလုပ်တဲ့လူတော်တော်များများပေါ့နော်ဒီ online shopping ပဲဖြစ်ဖြစ်ကျွန်တော်တို့အပြင်မှာဈေးရောင်းလာပဲဖြစ်ဖြစ်ပေါ့နော်အထည်လုပ်ငန်းအရောင်းဟာတော်တော်လေးကိုကျနေတယ်အဲ့ဝေနန်းစရိတ်မီးစရိတ်ဆိုင်ခန်းအခွန်ဆိုင်ခန်းငါးခဒီနဲ့ရင်ဆိုင်နေရတာပေါ့နော်လောလောဆယ်အခြေအနေရဆိုရင်လည်းခက်ခဲနေတယ်လို့ပုံမြင်နေရတယ်ဒီ8လပိုင်းဆိုရင်လေအယောင်းဝယ်8လပိုင်းလဲမဟုတ်9လပိုင်းလဲမဟုတ်မရောင်းရဘူး6လပိုင်းလဲတိတ်မရောင်းရဘူးဗျအယောင်းဝယ်တွေကလုံးဝမတက်လာဘူးဖြစ်နေတာဒီလိုအယောင်းဝယ်မတက်လာဘူးကြာလာတော့ပစ္စည်းကအဟောင်းပဲရောင်းရမှာလားအသစ်ပဲပြန်ဖြည့်ရမှာလားနည်းနည်းလေးဖြည့်လိုက်အဟောင်းနဲ့တွဲပြီးတော့ရောင်းလိုက်နည်းနည်းလေးဖြည့်လိုက်ပစ္စည်းအဟောင်းနဲ့တွဲပြီးတော့ရောင်းလိုက်ငွေလဲကောင်းကောင်းမပေါ်ငွေလဲကောင်းကောင်းမလဲအဲ့မျိုးအားလည်းချင်းမျိုးတွေနဲ့ရေးဆိုင်နေရတယ်ခုလောလောဆယ်ကဒီမွေးတွင်းကာလနေဒေတာမှာမိုးကြီးလို့ရေကြီးလို့လားမသိဈေးဝယ်တွေလည်းမရှိတလောက်ဖြစ်နေပြီလောလောဆယ်အခြေအနေဆိုရင်လေဒီပုံစံမျိုးနဲ့ဆိုရင်တော့ခက်မှာလားမသိအယောင်းဝယ်ကလည်းလုံးဝမတူတော့ဘူးအင်္ဂါနဲ့လုံးဝမတူတော့ဘူးအယောင်းဝယ်ကဒီမှာဈေးချုံမှာဆိုင်ဖွင့်ထားတာကြားလိုက်မနက်ပိုင်းကနေပါမလဲရောင်းဝယ်မရှိဘူးဘာလို့ဒီလိုဖြစ်တာတော့တင်ပြောပြကြပါဦးเนาะ online လဲလုပ်တယ် TikTok မှာလဲတင်တယ် Facebook မှာလဲတင်တယ်မလုပ်တာတော့မဟုတ်ပါဘူးဗျာအစုံလုပ်တယ်ဒါပေမဲ့ order မတက်လာတော့အပြင်ဈေးဝယ်တွေလဲဖောက်တယ်တွေမလာတော့လေဘာလို့ကိုလို့ရလဲမသိစင်ဆိုင်တွေးနေရတာခုရပိုင်းဆိုရင်ဆောင်းရင်းလဲတော့6လပိုင်းဆိုရင်ဆောင်းရင်းရဝင်တော့မှာဒီနွေရာသီပစ္စည်းရောင်းကုန်ပြီလားဆိုလဲနွေရာသီပစ္စည်းတွေလည်းရှိသေးတယ်ဆောင်းရင်းပစ္စည်းဖြစ်ဖို့လဲငွေအားလဲလို့ထည့်ရအောင်မှာပေါ့နော်အဲ့ဒါကြောင့်မလို့လို့ရမယ်လောက်ကဘယ်လိုလဲဆိုရင်ပစ္စည်းအဟောင်းလဲရောင်းနိုင်အောင်စူးစမ်းရမယ်ပစ္စည်းအသစ်လဲပုံမှန်လေးထည့်သွားရမယ်ဒီတိုင်းပဲပုံမှန်လေးစူးစမ်းပြီးတော့သွားမယ်တနေ့ကျရင်အချိန်ရောက်လာမှာပါရောင်းရမယ်ချိန်ဆယ်အားငယ်လေအလကားပါဘာလို့လဲဆိုရင်မျောလင်းချက်ကြီးလေးထားပြီးတော့မှအခုရက်ပိုင်းလေးပါပဲနောက်ပိုင်းကျန်နေကောင်းမယ်ဆိုတဲ့မျောလင်းချက်နဲ့ပဲလို့ရတော့မှာပေါ့နော်အလုပ်ကတော့အခုဆိုရင်ကျွန်တော်ဘယ်လိုပြောရမှာတော့အလုပ်အကန့်ကပါကိုပါတာဈေးကိုမရောင်းရတာတင်လဲပြောပြချပါအောင်ဗျာတင်လဲပြောပြချပါအောင်တနေ့ကုန်ကောင်တာမှာပဲထိုင်နေရတာကောင်တာမှာထိုင်လိုက်ဆိုင်လေးစောင်းလိုက်ဒီလိုနဲ့ပဲဖြစ်နေရတာကြာလာတော့အဲ့ဒါကြောင့်မလို့အချမ်းဉဏ်လေးတွေရှင်ပေးပါအောင်နောက်ထင်နော်ကျွန်တော်ကတော့နည်းနည်း9လပိုင်းဆိုရောင်းရမလား10လပိုင်းဆိုရောင်းရမလားမျောလင်းချက်နဲ့နေတာပေါ့နော်အဲ့လိုမျောလင်းချက်မနေရပဲနဲ့ဘလို့လို့ရင်ကောင်းလဲဆိုပြီးတော့လေတခြားလို့လည်းမကျွမ်းကျင်ဘူးဗျာဒီအထက်လုပ်ငန်းပဲတက်တာဆိုတော့လေတခြားလို့လည်းတိတ်တက်တာမရှိဘူးဒီအထက်ရောင်းလောက်ပါပဲကျွန်တော်သိသလောက်ကတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးရောင်းကောင်းကြပါစေအားလုံးအဆင်ပြေကြပါစေဗျာစိတ်လှုပ်ရှားနေတယ်အယောင်းဝယ်မကောင်းလို့ပတ်စံလေးလဲလိုလာကုန်ခံနေပြီဆိုပိုလိုပတ်စံလေးလာကုန်ခံနေပြီဆိုရင်ကလေးကျူရှင်လာခါရရောမီတာခါရရောနွားနို့ဖိုးရရောရေကြီးမီကြီးပြောပတ်စံလေးလာကုန်ပြီဆိုတော်တော်လေးထွက်တယ်အခုဆိုရင်ဈေးလေးအိမ်ကဈေးနဲ့အခုဈေးနဲ့ဆိုမတူတော့ဘူးအခုဆိုရင်ကလေးချောင်းပို့ဖို့အတွက်ကိုသူတို့မို့ဖို့ပေးရတာနဲ့ဟိုကကုန်းတာဒီရကုန်းတာဝယ်ရနဲ့ဆိုရင်1000တော့မလောက်ဘူးဗျာမနေ့စော်ကြီးလေအဲ့ဒါကြောင့်မလို့ဘာအကျဉ်းကြီးလေးရှင်ပေးချပါအောင်ဗျာ